Leveria ဒေါက်တာဒွန်းရဲ့အစီအစဉ်ကအမြဲတမ်းမအောင်မြင်ဘူးလို့ထင်ကြတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဗီတာဖုန်ဒွန်းက Leveria နိုင်ငံမှာလူမသိသူမသိမွေးဖွားခဲ့တဲ့ကလေးတစ်ယောက်ပါ။ဒွန်းရဲ့အဖေဖြစ်သူဝမ်နာဖုန်ဒွန်းကဆရာဝန်ဖြစ်ပြီးအမေဖြစ်တဲ့စင်တီယာဖုန်ဒွန်းကတော့ဆုံးမတစ်ယောက်ပါ။ Leveria နိုင်ငံကအာဏာရှင်စနစ်နဲ့ထိန်းချုပ်ထားတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်ဗီတာဖုန်ဒွန်းကကိုယ်မှသာစွမ်းအားမရှိရင်အဲ့လိုမျိုးလူတွေအောက်မှာပဲနေရမယ်လို့ငယ်စဉ်ကတည်းကနှလုံးသွင်းခဲ့ပါတယ်။သူ့အမေစင်တီယာဖုန်ဒွန်းကလည်း Leveria နိုင်ငံကိုအာဏာရှင်ထံကနေလွတ်မြောက်အောင်မက်ဖက်စတိုနဲ့စာချုပ်ချုပ်ခဲ့ပါတယ်။မက်ဖက်စတိုကတော့အားလုံးသိပြီးသားဖြစ်တဲ့ငရဲအရှင်သခင်ဖြစ်ပါတယ်။စင်တီယာ Leveria နိုင်ငံအာဏာရှင်ကိုဖြုတ်ချခြင်းနဲ့လူသားတွေကိုကယ်တင်ခြင်းနဲ့အစိတ်ကြောင့်မင်းအန်ဒီအများပြီးညံများလုံးနဲ့မက်ဖက်စတိုနဲ့အပေးယူလုပ်ပြီးစာချုပ်ချုပ်ခဲ့ပါတယ်။စာချုပ်ထဲမှာအာဏာရှင်ကိုဖြုတ်ချဖို့အတွက်စင်တီယာကိုမက်ဖက်စတိုကလုံလောက်တဲ့စွမ်းအားပေးမယ်။ဒါပေမဲ့အဆွမ်းအားတွေရလာရင်ဘာအကြောင်းကြောင့်နဲ့မှမက်ဖက်စတိုကိုမတိုက်ခဲ့ရဘူးဆိုပြီးစီမင်းထားလိုက်ပါတယ်။အကယ်၍စီးမြင့်ကိုဖောက်ပြက်ခဲ့လေရင်စင်တီယာရဲ့ဝိညာဉ်ကိုမက်ဖက်စတိုကငရဲကိုခေါ်ဆောင်သွားမှာပါ။စင်တီယာသဘောတူလိုက်တဲ့အတွက်ကြောင့်မက်ဖက်စတိုပေးတဲ့စွမ်းအားတွေကိုရသွားပါတယ်။အဲ့နောက်မှာစင်တီယာ Leveria အာဏာရှင်ကိုဖြုတ်ချပြီးလူသားတွေကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့ညံများလုံးနဲ့မက်ဖက်စတိုကစင်တီယာဝိညာဉ်ကိုလိုချင်တဲ့အတွက်ကြောင့်သူ့လက်ကွက်တွေကိုစသုံးပါတယ်။မက်ဖက်စတိုကပြည်သူတွေကိုနှိပ်စက်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ပါတော့တယ်။အဲ့လိုရက်ကိုမခံနိုင်တဲ့စင်တီယာမက်ဖက်စတိုကိုသူ့ပေးထားတဲ့စွမ်းအားနဲ့စတင်တိုက်ခိုက်ပါတယ်။စာချုပ်စည်းမျဉ်းအရစင်တီယာစီကံချိုးဖောက်သူမို့မက်ဖက်စတိုကစင်တီယာဝိညာဉ်ကိုငရဲခေါ်ဆောင်သွားခဲ့ပါတယ်။တကယ်တော့မက်ဖက်စတိုက Leveria ပြည်သူတွေကိုတကယ်တပ်ဖြတ်ခဲ့တာမဟုတ်ပါဘူး။စင်တီယာဝိညာဉ်ကိုလိုချင်တဲ့အတွက်ကြောင့်ပုံရင်းအောင်အတူတွေဖန်တီးခဲ့တာပါ။အမြင်ကွင်းကိုမြင်လိုက်တဲ့ဗီတာဖုန်ဒွန်းကသူ့အမေကိုကယ်ဖို့စတင်ကြိုးစားပါတော့တယ်။ဗီတာဖုန်ဒွန်းက science ဘိုင်းမှာတစ်ဖက်ကန်းကတက်မြောက်အောင်လေ့လာသင်ယူတယ်။နောက်ပိုင်းမှာ Richard နဲ့တွေ့ပြီးသူ့ရဲ့ skill တွေတစ်ဆင့်ပြီးတစ်ဆင့်တက်လာအောင်အမြဲတမ်းကြိုးစားတယ်။ဒါပေမဲ့ဒွန်းကသူ့အမေကိုကယ်ခြင်းသိပ္ပံနည်းတစ်ခုရဲ့နဲ့ကယ်လို့မရဘူးဆိုတာကိုကောင်းကောင်းကြီးသိပါတယ်။အဲဒါကြောင့်မော်ပညာကိုလည်းမတောက်တစ်ခေါက်လေ့လာသင်ယူခဲ့ပါတယ်။ဗီတာကသူတက်မြောက်ထားတဲ့သိပ္ပံနည်းပညာနဲ့မော်ပညာကိုပေါင်းစည်းပြီးငရဲကိုပေါ်တယ်ဖွင့်ပါတယ်။ဒါပေမဲ့စမ်းသပ်မှုကကြာရှုံးပြီးပောက်ကွဲသွားပါတယ်။ပောက်ကွဲမှုကြောင့်ဗီတာရဲ့မျက်နှာတစ်ချမ်းကလည်းဆုတ်ပြတ်သွားပါတယ်။ဒါပေမဲ့ဗီတာကသူ့ရဲ့မာနကိုအထီးကိုင်းမခံပါဘူး။သူလုံးရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့နောက်တစ်ခါထပ်ပြီးကြိုးစားပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဗီတာဖုန်ဒွန်းမဟုတ်တော့ပဲဒေါက်တာဒွန်းပုံစံအဖြစ်ပြောင်းသွားပါတယ်။ဒေါက်တာဒွန်းကကဘာတဝန်းမှာရှိတဲ့တိဘက်ဘုံကြီးတွေစီကနေမော်ပညာကိုလေ့လာသင်ယူခဲ့ပါတယ်။အဲ့နောက်မှာဒွန်းအမာကိုတိစောက်ပြီး Leveria နိုင်ငံရဲ့ဘုရင်တစ်ပါးဖြစ်လာပါတယ်။အဲ့အခြေအနေမှာဒေါက်တာဒွန်းရဲ့ယူဆချက်ကငါသားအုပ်ချုပ်ရင်လူသားတွေဒုက္ခမရောက်ဘူးဆိုတဲ့ခံယူချက်ပါ။တချင်ကြရင် Leveria နိုင်ငံလိုမျိုးတစ်ကမ္ဘာလုံးကိုငါပဲအုပ်ချုပ်ရမယ်ဆိုတဲ့အတွေ့အကြုံသူ့ခေါင်းထဲမှာရောက်လာပါတယ်။ဒါပေမဲ့အခုချိန်မှာသူ့အမေရဲ့ဝိညာဉ်ကိုပြန်ခေါ်ဖို့ကအရေးကြီးတာမို့အကိစ္စကိုခဏဖယ်ထားလိုက်ပါတယ်။ပထမတစ်ခါကြာရှုံးထားတဲ့ဒေါက်တာဒွန်းကအခုချိန်မှာတော်တော်လေးကိုအထာနဲ့နေပါပြီ။ငါတယောက်တည်းသာငရဲရဲ့ဘုရင်ဖြစ်တဲ့မက်ဖက်စတိုကိုတိုက်ခိုက်မယ်ဆိုရင်မနိုင်ဘူးဆိုတာသူသိပါတယ်။အဲ့ဒါကြောင့်မော်ပညာမှာသူ့တဲ့စွမ်းအားပိုကြီးရဲ့လူကိုလိုက်ရှာပါတယ်။အဲ့လူကတော့အခြားသူမဟုတ်ပဲဒေါက်တာစထရန့်ပါ။ထွန်းကဒေါက်တာစထရန့်ကိုတွေ့တော့ဖြစ်ချောင်းကုန်စင်အားလုံးကိုပြောပြတယ်။သူ့အမေကိုကယ်ဖို့သူတယောက်တည်းစွမ်းအားနဲ့မလုံလောက်လို့ဒေါက်တာစထရန့်ကိုအကူအညီတောင်းပါတယ်။ဒေါက်တာစထရန့်ကလည်းဒေါက်တာဒွန်းကိုလူကောင်းတစ်ယောက်လိုမမြင်ပါဘူး။ဒါပေမဲ့သူ့အမေကိုကယ်ခြင်းနဲ့ဆန္ဒအကောင်းတဲ့လုပ်ရဖြစ်နေရကြောင်းဒေါက်တာစထရန့်လည်းကူညီဖို့သဘောတူလိုက်ပါတယ်။ဒေါက်တာစထရန့်နဲ့ဒေါက်တာဒွန်းကပေါ်တယ်ဖွင့်ပြီးငရဲကိုဝင်သွားပါတယ်။ငရဲကိုရအောင်ချင်းမက်ဖက်စတိုချထားတဲ့ဒီမွန်တွေ threat တွေ illusion တွေအပြည့်ပါ။ဒေါက်တာစထရန့်ကအဲ့ဒါတွေကိုတားဆီးထားပြီးဒွန်းကိုမက်ဖက်စတိုစီရအောင်သွားခိုင်းပါတယ်။ဒေါက်တာဒွန်းကမက်ဖက်စတိုစီရောက်တော့ Duel ကိုစခေါ်ပါတယ်။ Duel ဆိုတာတစ်နှစ်မှာတစ်ခါမက်ဖက်စတိုကိုဘယ်သူမှဆိုခေါ်ဝင်ရှိပါတယ်။ Duel စီးမြင့်အရာမက်ဖက်စတိုကခေါ်ရဲသူကိုတိုက်ခိုက်လို့မရပါဘူး။ဒီပွဲမှာဒေါက်တာဒွန်းနိုင်ခဲ့ရင်သူ့အမေစင်တီယာရဲ့ဝိညာဉ်ကိုပြန်ပေးမယ်။အကယ်၍ရှုံးခဲ့ရင်တော့ဒေါက်တာဒွန်းကငရဲမှာထာဝရနေရမှာပါ။မက်ဖက်စတိုကဒေါက်တာဒွန်းကိုတိုက်ခိုက်လို့မရတဲ့အတွက်ကြောင့်ပုံရင်းရောင်လေးပြပါတယ်။ပုံရင်းရောင်တွေကဒေါက်တာစထရန့်ကဒေါက်တာဒွန်းကိုတစ္ဆာဖောက်တာသူ့အမေစင်တီယာရဲ့ဝိညာဉ်ကငရဲသားတွေနှိပ်စက်တာခံနေရတာLeveria နိုင်ငံပျက်စီးပြီးဒေါက်တာဒွန်းကြာဆုံးတာစရတွေကိုပြပါတယ်။အချင်းမဟုတ်တဲ့ဒေါက်တာဒွန်းကလည်းဒါရီယာတကယ်မဟုတ်ပုံရင်းရောင်နေသက်ပဲဆိုတာကိုသိပါတယ်။မက်ဖက်စတိုဘလောက်လို့ဒေါက်တာဒွန်းကပြိုလဲမသွားအောင်ဒေါက်တာဒွန်းကပဲဒီပွဲမှာအနိုင်ရသွားပါတယ်။အဲ့ဒါကြောင့်စီးမြင့်တိုင်းဒေါက်တာဒွန်းကသူ့အမေစင်တီယာရဲ့ဝိညာဉ်ကိုပြန်ခေါ်သွားခွင့်ရပါတယ်။ဒါပေမဲ့စင်တီယာဒေါက်တာဒွန်းနောက်ကိုမလိုက်ပါဘူး။အကြောင်းကတော့သူ့ဆန္ဒအတိုင်းမက်ဖက်စတိုရဲ့နောက်ကိုလိုက်ခဲ့တာပါ။စင်တီယာသူသားဗီတာဖုန်ဒွန်းနဲ့ Leveria ပြည်သူတွေကိုကယ်တင်ခြင်းတဲ့အတွက်ကြောင့်မက်ဖက်စတိုနဲ့ငရဲမှာအတူနေခဲ့တာပါ။စင်တီယာငရဲမှာနှိပ်စက်ခံနေရမှာမဟုတ်ပဲသူ့ဘာသူအေးရအေးချောင်းရှိနေတာပါ။ဒါပေမဲ့လည်းဗီတာဖုန်ဒွန်းကသူကြိုးစားခဲ့ရတဲ့တဲရင်သူဖြစ်မသွားအောင်သူ့မိကိုအတင်းခေါ်ဖို့လုပ်ပါတယ်။ဒီနေရာမှာဒေါက်တာဒွန်းရဲ့မာနနဲ့အတ္တကိုထင်းထင်းရှားရှားတွေ့ရပါတယ်။သူလိုချင်တာကိုမရရအောင်ယူတတ်တဲ့ဒေါက်တာဒွန်းရဲ့အတ္တကိုနားလေစထရန့်ကဝင်တားပါတယ်။ဒေါက်တာစထရန့်ရဲ့တရားချမှုကြောင့်ဒေါက်တာဒွန်းလည်းသူ့မိရဲ့ဆန္ဒကိုအလေးထားပြီးငရဲမှာပဲနေခွင့်ပြုလိုက်ပါတယ်။
ဒေါက်တာထွန်းရဲ့အကြီးမားဆုံးရန်သူကရီရစ်ချက်မဟုတ်တယ်လို့ဟီးရိုးတွေလည်းမဟုတ်ပါဘူးသူ့ရဲ့အတ္တနဲ့မာနကသာအကြီးမားဆုံးရန်သူဖြစ်ပါတယ်ဒေါက်တာထွန်းအတွက်ဟီးရိုးတစ်ယောက်ထားမှုတစ်ဖွဲ့လုံးကိုချဖို့မခက်ခဲပါဘူးဒါပေမဲ့သူ့ရဲ့အတ္တတွေမာနရင်နဲ့ပြိုင်တဲ့အခါမှာတော့သူကအလိုလိုကိုရှုံးနေသွားပါတယ်ဒါပေမဲ့ဒီတစ်ခါတော့သူ့ရဲ့အတ္တကိုပထမဦးဆုံးအောင်နိုင်ခြင်းမှာနောက်ဆုံးမှာတော့ဒေါက်တာစထရိတ်နဲ့ဒေါက်တာထွန်းလည်းကဘာကိုပြန်ပြီးလမ်းခွဲခဲ့ကြပါတယ်အခုကြည့်နေတဲ့ brother တို့ရဲ့အမြင်ကတော့ဒေါက်တာထွန်းရဲ့ရန်သူအစ်စ်မှာဘယ်ဟာလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးကြပါဦးနောက်ဗီဒီယိုတွေမှာပဲပြန်လည်ဆုံတွေ့ကြပါမယ်